ဒီနေ့ဆီယမလည်းပြောသွားတယ်နော်ဘယ်လိုသူမေးတဲ့မိကုန်းလေးပါတယ်လေဟုတ်တယ်ချစ်လားမင်းငါ့ကိုတကယ်ချစ်လားဆိုတာကြားဘူးလားဘယ်သူဆိုတာလဲဘယ်သူဆိုတာကြဘယ်တိတော့မှလဲဖွားကြီးတော်ဖြစ်နေနော်တော့ကေဂျန်နူနော်ချစ်လားမင်းငါ့ကိုတကယ်ချစ်လားဆိုတာရှင်းလေဘယ်သူကိုမေးလိုက်တာဆရာဟုတ်တယ်သခင်ယေရှုကရှင်ပေရုကိုမေးတဲ့စကားဖြစ်ပါတယ်ပေရုကဘယ်လိုပြန်ဖြေတာလဲချစ်တယ်တဲ့နော်ပြီးသွားပြီလားနောက်တစ်ခါထပ်ပြီးတော့မေးပြန်တယ်နော်ချစ်လားဆိုတော့လည်းဘာဖြစ်လဲချစ်ပါတယ်မေးသေးတယ်နောက်ဆုံးကြမှာဖြစ်လဲစိတ်တောင်နာတယ်ပြောတယ်ဟုတ်သုံးခါလည်းမေးတာနော်စိတ်တောင်နာတယ်သူပြောတယ်ဘာဖြစ်ဖြစ်ဒါအရေးကြီးပါတယ်နော်ဒါအရေးကြီးတယ်တခြားတွေမမေးဘူးဗျသိလားတခြားတွေမမေးပဲနဲ့နော်အဲ့မိကုန်းလေးကိုမေးခဲ့တယ်အခုလည်းပဲအဲ့ဒီမိကုန်းလေးကိုပြန်ကောက်လာတယ်နော်ဒီနေ့ကကျွန်တော်တယောက်စီလိုမေးတော့ဖြေတဲ့အဖြေတွေကအားရစရာရှိလားမရှိဘူးကိုဘုရားကိုတကယ်ချစ်တယ်လို့အဲ့လိုပဲခံယူသလားဆိုတော့အဲ့လိုမခံယူပါဘူးဆိုတော့ဟာအဲ့ဒီမှာကိုကျွန်တော်တို့ကလဲပြီဗျနော်ကြားတဲ့ခါမှာအဲ့ဒီမိကိုမေးတဲ့အချိန်မှာဘယ်သူကကြားနေရလဲအဲ့မှာယေရှုခရစ်တော်မှာကျွန်တော်တို့နဲ့တူရှိနေတာလေသူနားထောင်တာဘယ်လိုများဖြေမလဲပေါ့မကြဆိုင်အောင်မေးဘယ်လိုဖြေမလဲကိုစိုးတရားအောင်မေးဘယ်လိုဖြေမလဲကိုစီရတော့ဟာဘယ်လိုများဖြေမလဲစဉ်းစားစောပြရလဲမထင်ပါဘူးကျွန်တော်ကိုချစ်တယ်တော့မထင်ပါဘူးဆိုတော့တော်ဘာဖြစ်လဲခရစ်တော်တော်စိတ်ထိခိုက်မှာပဲစဉ်းစားမိလားလို့သူကကျွန်တော်တို့ဘာပြည့်ညက်ပေးလဲစိတ်နှလုံးအကျွေးမဲ့နော်အဲ့ဒါတဲ့နော်တဲ့ဖြေတဲ့အဖြေတာကျွန်တော်တို့အတိကပြောတာကမင်းငါ့ကိုသင်ဖျားသခင်ထောက်တာဖျားဆိုသူပြောတာသူပဲလေသူကဘုရားသခင်လေယေရှုခရစ်ဒီမနေ့ယနေ့နောင်ကာလအစီအမြဲမပြောင်းမလဲနေတော်မူပြောတာဟုတ်နော်ဘယ်မှာရေးထားလဲလား73 Okay good ဒါရေးကြည့်အဲ့တော့သခင်ယေရှုခရစ်တော်နော်သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွေးမဲ့ကိုယ်စွမ်းရှိသမျှဉာဏ်စွမ်းရှိသမျှနဲ့နော် with all your heart with all your mind with all your strength ဆိုတာစဉ်းစားကြည့်အဲ့လိုကိုချစ်ရမှာအမြင့်ဆုံးကိုချစ်ရမှာကိုချစ်တာတဲ့ပိုချစ်ရမှာကိုသားသမီးကိုချစ်တာတဲ့ပိုချစ်ရမှာကိုမိဘကိုချစ်တာတဲ့ပိုချစ်ရမှာအားလုံးထက်ကိုချစ်ရမှာကျွန်တော်တို့ကအခုအဲ့လိုမဟုတ်ဘူးဆိုတဲ့ခါကျတော့သူတောင်းဆိုထားတာနော်အခုကျွန်တော်တို့အများပြင်သိတာဒီဟောပေါ့ရှင်မသက်ခရင်ခိုင်း28မှာနော်သူတို့ဒီသွားရလူမျိုးတွေကတော့ဘာဖြစ်လဲငါတို့ပဲဖြစ်စေပါနော်အင်္ဂလိပ်တရားကိုဟောပါဘာညာလုံးနေကြပါတယ်ဒါမှမဟုတ်သူဆက်ပြောရရှိတယ်ငါမင်းတို့ကိုပေးသမျှတော့ဘာဖြစ်လဲပြည့်ညက်ဒီအားလုံးကိုလည်းဟုတ်တယ်စောင့်ရှောက်မင်းတို့ပြောရမယ်တဲ့စောင့်လဲစောင့်ရှောက်ရမယ်တဲ့ပြောအဲ့ဒါမှခရစ်တော်ပြည့်ပြည့်စုံအဲ့ဒါမပါဘူးလားအဲ့ဒါကအရေးအကြီးဆုံးအဲ့ဒီအရေးကြီးဆုံးပြည့်ညက်တစ်ခုကိုတော့ကျွန်တော်တို့ကအရေးတကြီးထားလားမထားဘူးဘယ်တော့မှကိုရောမရှိရင်ကျမတို့သင်ပါပဲကျွန်တော်တို့သင်ပါပြောလို့မရှိဘူးမင်းမရှိရင်အသက်မရှိကျွန်တော်ဘူးအချစ်ရပဲထွက်လာတယ်အဲ့ဒါပဲထွက်လာနော်အိုးစဉ်းစားစရာကြီးဗျစဉ်းစားစရာကြီးနော်တကယ်အခုနှလုံးသားရေးရပြဿနာပဲအဲ့လိုပြောကြပါစို့နော်မနေ့ကကိုလင်းလင်းနဲ့စကားပြောတော့ကျွန်တော်တို့တဏှာကြီးထုတ်ကနေနေပြီနော်ဇပွဲမတိုင်းနဲ့လူတွေလည်းလမ်းဆိုင်ပြောနေတာသူနှလုံးသားရေးရပဲသူနှလုံးသားကိုသူစစ်ဆေးတဲ့အခါမှာတအားသူဘယ်လိုကောက်လဲဝမ်းနေတယ်တဲ့ဟာဘယ်လိုလုပ်ရမလဲပေါ့နော်စဉ်းစားတယ်ကျွန်တော်နှလုံးသားရေးရပြဿနာပဲအခုဖြစ်နေတာကျွန်တော်အားလုံးရဲ့အဓိကအချက်ကအဲ့ဒီမချစ်နိုင်တာအထူးသဖြင့်တခြားလူမပြောနဲ့အောင်တော့အချင်းချင်းမပြောနဲ့အောင်ဘ누구ကိုမချစ်နိုင်တာလဲဖယားကိုကိုအသက်ပေးပြီးကဲတဲ့ဖယားကိုကျွန်တော်တို့ကမချစ်နိုင်ဖယားသခင်အတွက်အကုန်မပုံရဲဘူးမပုံရဲဘူးအသက်မပြောနဲ့နော်
အသက်မပြောနဲ့အောင်ကိုပိုင်တဲ့ပစ္စည်းလေးကိုတော့ကိုပိုင်တဲ့ပစ္စည်းလေးနော်အဲ့ဒါလေးကိုတော့မှအသုံးပြုဖို့ဘာဖြစ်လဲအစင်းမဖြစ်ဘူးအစင်းမဖြစ်ဘူးအဲ့ဒါတော့ကိုအတွက်ဆိုရင်တော့ကြိုက်တယ်လို့သုံးတာပဲဒါဘလို့အမှုတော်အတွက်သူ့အတွက်သုံးရမယ်ဆိုရင်တော့စဉ်းစားပြီပြန်ပြန်စဉ်းစားကြည့်နော်အဲ့တော့ကျွန်တော်တို့ဘာကြောင့်လဲလားမချစ်လို့ချစ်တယ်ဆိုမှဖြစ်လေဟာခင်ဗျာအကုန်လုံးနိုင်တယ်ချစ်တယ်ဆိုခင်ဗျာအကုန်လုံးနိုင်တယ်အဲ့ဒီမချစ်အဲ့ကြောင့်မို့အဲ့ဒီမေကိုအဲ့ဒါမေးတာပဲပေတူးကိုမေးတယ်မေကိုအဲ့ဒါပဲ तू မချစ်နိုင်တော့ तू သူကမလုံနိုင်ဘူးလေနော်ကျွန်တော်တို့ဒါကျမ်းစာထဲမှာဘာတွေကတခုဆိုရင်အဲ့လောက်ပြောခဲ့တာတောင်မှနော်ယောမမှာ तू အသေးခံတယ်နော်ယောမမြို့ကနေ तू ထွက်ပြေးဖို့လုပ်ခဲ့တယ်ပြောတယ်နော်ကျမ်းစာမှာတော့မပါပါဘူးနော်ဒါမလို့တခြားဆိုယူစကားတွေနဲ့မှာနော်အဲ့ဒါတော့ခရစ်တော်ကယောမတဲ့ကိုအဝင်ဟာကိုတော့ဘယ်သွားလို့လဲငါယောမတဲ့တော့ဘာသွားလို့တခါထပ်ပြီးတော့အသေးခံဟာအဲ့ခါမှာ तू သဘောပေါက်သွားတယ်ကိုတော့ထပ်သေးဖို့မဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒါနဲ့ तू ဘာဖြစ်လဲ तू ဝင်ပြီးတော့မှအဲ့ခါမှာ तू က तू နားလဲပြီးတော့မှခရစ်တော်ကျွန်တော်တို့တလဝကတိုင်းမှာဒီတိုင်းပဲအသေးခံတယ်ကျွန်တော်ကတော့ဒီတိုင်းတော့အသေးခံဖို့မထိုက်တန်ဘူးတဲ့ကျွန်တော်ဘာဖြစ်မလဲပြောင်းပြန်အဲ့ဟိုပေါ့တပ်ပါလို့ဆိုအဲ့တောင်းဆိုတာအဲ့နဲ့ယောမအာကစားဝင်ထဲမှာအဲ့လိုဖြစ်တယ်လို့ဟိုပြောကြပါတယ်နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်မှန်သည်ဖြစ်စေမှားသည်ဖြစ်စေဒီအဖြစ်ပြက်ကလေးကလည်းကျွန်တော်တို့ကဘာဖြစ်လဲစကားပြောနေတယ်နှလုံးသားရေးရနော်နှလုံးသားရေးရအဲ့ဒီချစ်ချင်းပဲဒါကိုတောင်းဆိုအဲ့နှလုံးဒီအသက်ရဲ့အခြေမြစ်လို့ပြောတာအသက်ပေးတဲ့ဘုရားသခင်ကိုကျွန်တော်နှလုံးပြန်ပေးရတာသူကအသက်ပေးတာနော်ကျွန်တော်တို့နှလုံးပြန်ပေးတာကိုကျွန်တော်တို့ကအစင်သက်မဖြစ်သေးဘူးအဲ့တော့ကျွန်တော်တို့ BMF ဘယ်လောက်ကြီးနိုးကြပါတယ်ပြောခင်ဗျားနှလုံးကိုမပေးသေးဘူးဆိုရင်ကိုတော့ကျင်းနေပါမလားမကျင်းတတ်ဘူးခင်ဗျားတခြားမလို့ချင်ဘူးတော့သူလို့ချင်တယ်ပါလေငါသားတဲ့မင်းနှလုံးငါ့ကိုပေးပါတယ်အေးငါသားမင်းနှလုံးငါပေးပါတယ်အဲ့လိုပြောတာအခုကျွန်တော်တို့သွားမှာဘယ်သွားမှာလဲ to what discipleship သွားမှာနော်ခရစ်တော်နောက်ကိုလိုက်မယ်သူတွေခရစ်တော်နောက်ကိုလိုက်မယ်ဆိုတာကဘယ်လိုစိတ်မျိုးနဲ့လိုက်မှာလဲကောင်းကြီးခံစားဖို့လိုက်မှာလားနော်စဉ်းစားစရာနော်အခုသွားနေတာတွေနော်ကောင်းကြီးခံစားဖို့ကိုရိုနဲ့တူရှောင်လာမယ်ဗါလဲကောင်းကြီးခံစားဖို့လားဘာအတွက်လဲနော်အဲ့တော့ तू ကတော့ရှင်းရှင်းလေးပြောထားပြီသားငါနောက်ကိုလိုက်မဲ့ तू ဟာကိုလက်ဝါကတ်တိုင်ကိုထမ်းပြီးတော့ငါနောက်ကိုလိုက်ရမှာကိုလက်ဝါကတ်တိုင်ထမ်းနေဆိုဘာလဲပဲလေကိုလိုစံထားကိုညှင်းပယ်တာပဲလေနော် cross ကိုပြတဲ့အခါမှာအင်္ဂလိပ်စကားမှာဆိုတော့ I ရှိတယ်နော် I ကိုဘာလို့လိုက်လဲ cross လို့လိုက်တာညှင်းပယ်တာပဲ deny yourself ဆိုနော်ကိုညှင်းပယ်ပြီးတော့ဘာဖြစ်လဲလိုက်ရမှာကိုလိုစံထားကိုပဲဦးစားပေးနေနောက်တော့လိုက်လို့ဖြစ်မလားမဖြစ်ပါဘူးကိုလုံးချင်တာတွေလုံးချင်နေအောင်မယ်ကိုတော့ခွင့်ပြုပါအောင်ဒါလေးတော့လုံးလိုက်အောင်မယ်နော်ဒီလိုလေးတော့သွားလိုက်အောင်မယ်ကဲလိုက်အောင်မယ်ဆိုရင်တော့မဟုတ်သေးပါဘူးလားမဟုတ်သေးပါဘူးပြန်ပြီးတော့ကျွန်တော်တုံးတက်ရအောင်စဉ်းကျင်ရအောင်နော်စဉ်းကျင်ရအောင်အခုတချို့ကပြောကြတယ်လေဘုရားသခင်ကိုခွဲပြီးတော့မှတချို့ကျမ်းစာတွေဖတ်ပြီးတော့ပြောကြတော့ယုံကြည်သူတွေဆိုတာထက်ယုံကြည်သူတွေမှလည်းဘယ်နည်းမှပြောတာပဲရှိမှာစိတ်ထဲမှာဘယ်လိုခံစားလဲမသိဘူးထာဝရဘုရားနဲ့ပတ်သက်တယ်ဆိုရင်နော်ဓမ္မဟောင်းတွေကဘုရားပြောကြပါစို့နော်အဲ့ဒါဆိုရင်သူလူသက်တဲ့ဘုရားပေါ့လူသက်တဲ့ဘုရားလူတွေဘလို့သက်တာပေါ့မေတ္တာမရှိဘူးပေါ့ဗျာပြောချင်တာကခရစ်တော်တော့ဟုတ်တယ်မေတ္တာရှိတယ်လဝကတိုင်းမှာအသက်တော်ဆွနေကဲတယ်ဟုတ်ကဲ့အဲ့လိုပြောနေတာအဲ့လိုပြောတဲ့ခါကျကျွန်တော်ကဘသူကပဲယုံကြည်သူကပဲမယုံကြည်သူကမေးနော်အဲ့ဒါကိုကျွန်တော်ဖြေဖို့ကျွန်တော်တို့ဘာဖြစ်လဲအစစ်ရှိရမယ်ကျွန်တော်အဖြေရှိရမယ်ဟာခင်ဗျားတို့ထင်တယ်မဟုတ်ပါဘူးတကယ်တော့ဓမ္မဟောင်းထဲမှာရှိတဲ့ဘုရားကလည်းဘယ်သူပဲလဲအဲ့ဓမ္မသစ်ထဲမှာရှိတဲ့အခရစ်တော်ပဲဘာကြောင့်လဲဆိုအဆောင်နဲ့နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်ကဘုရားသခင်ဖြစ်တယ်နော်အဲ့ထိုနှုတ်ကပတ်တော်လူစားတိခံတယ်ဆိုလူစားတိခံတယ်ဆိုတာဘယ်သူကြီးလဲယေရှုခရစ်တော်လေဟုတ်တယ်နော်နှုတ်ကပတ်တော်ကလူစားတိခံတယ်ဆိုတာယေရှုခရစ်တော်ငါသည်တမန်တရားဆိုတဲ့ word နော် the truth သူပြောနေတာ the truth ကသူပဲလေအဲ့တော့သူကိုယ်တိုင်နော်
နောက်ဆုံးခမဲတော်သားတော်ဆိုတဲ့အသုံးနှုန်းနဲ့သုံးမယ်ဆိုရင်တော့ယော36ကိုကြည့်တဲ့အခါမှာပါတယ်လေတပါးရီတော်သားတော်ကိုစွန့်တော်မူသည့်တရားအဲ့ဒါဘယ်သူကချစ်တာဟုတ်တယ်ဘုရားသခင်သည်တဲ့မိမိ၌တပါးရီတော်သားတော်ကိုစွန့်တော်မူသည့်သားတော်ကိုစွန့်တဲ့အချစ်မျိုးတပါးရီတော်သားတော်အဲ့ဒါတော့ရှိမှခံထားတာတော်ကိုဒါကတော့ဘယ်လိုခေါ်မလဲတူရီတော်သားနော်တူရီတော်သမီးဆိုဘာဖြစ်လဲပြောကြဘယ်လောက်ချစ်မလဲဆိုတာသားသမီးအဲ့ဒါကိုစွန့်သည့်တိုင်အောင်ဘာဖြစ်လဲချစ်တယ်ယေရှုခရစ်တော်အသေးခံတဲ့အခါမှာအဲ့ဒါဘယ်သူမြတ်တာလဲအဲ့လိုပဲရေးထားတယ်နော်အဲ့ဆိုကြည့်ပါဦးယောမ58ဟုတ်တယ်ဘုရားသခင်သည်ငါတို့အတွက်အသေးခံတော်မူသည်ဖြစ်၍ဘုရားသခင်သည်ငါတို့အားအဲ့ဒီမှာကြည့်လေနော်ဘုရားသခင်သည်ငါတို့အားအဘယ်မျှလောက်ချစ်တော်မူသည်ကိုအဲ့မှာပြထားပြီကဘာဥရိယဆကြည့်ပါကြိုက်တဲ့နေရာနဲ့လှမ်းကြည့်လိုက်နော်ဘာဖြစ်နေလဲဘုရားမြတ်တာကိုရှင်းရှင်းလေးကျွန်တော်တွေ့ရတယ်ဘုရားအသီးနော်ကောင်းမကောင်းသိကြရအသီးကိုမစားခိုင်းတာတော့မှဘာဖြစ်လို့လဲမေတ္တာရှိလို့အဲ့ဒါကိုတော့မှမေတ္တာရှိလို့မစားခိုင်းတာကိုမေတ္တာရှိလို့မလုံနဲ့မထိနဲ့ပူမယ်နော်မပြောဘူးလားကလေးတွေနော်အဲ့လိုပူနဲ့ပြောတာနော်ကြပြုံးချမှာဆိုလို့နော်အေးကြလို့ပြောတာလေနော် तू နားလေအောင်ပူနော်ပြောနေတာကိုလင်းပြောခဲ့တယ်မဟုတ်လားပြောခဲ့တာဗောဟုတ်တယ်ချစ်တာကျန်းစာကိုကြည့်တဲ့အခါမှာတကယ်ကိုပါမြို့ကြီးတစ်မြို့လုံးဖြစ်စည်းမဲ့ကိစ္စမှာတော့မှဒေါရုနဲ့ဂမောရာဟုတ်တယ်နော်ဟောင်းပဲသူကမြတ်တာရှင်လို့တဲ့ဘာတူလဲအာဗြဟံကရှေ့နေလောက်ပြီးတော့50ရှိမှဖြစ်လေဖြစ်မှလားတယ်နော်လူ50လေ50ဆိုတော့အဲ့မြို့ကြီးနဲ့တိုင်းရှင်လိုက်ဘာမှမဟုတ်ဘူးလေနော်လူ50မဖြစ်ပါဘူးတဲ့ဒါဆို40ရောတဲ့မဲဇီရောဈေးစစ်သွားတာ50ကနေ40ကနေ30 20 30စသဖြင့်ဖြစ်လေအဲ့ဒီကိုမရှိဘူးတကယ်တမ်းကျတော့ तू ပြောတဲ့နံပါတ်ကိုမဟုတ်နောက်ဆုံးကဘယ်သူပဲရှိတာအဲ့ဒီမိသားစုပဲရှိတာအဲ့ဒီမိသားစုအောင်ထွက်ချင်လားမထွက်ချင်တော့ဘယ်သူကဆွဲထုတ်ရတာလဲကောင်းကင်တမန်ဆွဲထုတ်ရတာဘယ်လောက်ထိဆွဲနိုင်လဲဆိုတာအဲ့ဒီဆွဲထုတ်တဲ့ဂျာကကိုလောတရဲ့မိန်းမဘာလို့လဲသိလဲနောက်လှည့်ကြည့်လိုက်သေးတာစားမဖြစ်ဖြစ်နဲ့မဖြစ်သွားလေဟုတ်တယ်စားမဖြစ်ဖြစ်နဲ့စားတိုင်းဖြစ်သွားတာကျွန်တော်တို့ကိုစားတိုင်းဖြစ်ဖို့အလိုတော်မရှိဘူးနော်စားတိုင်းပဲဖြစ်စားပဲဖြစ်စေချင်တာစားတိုင်းမဖြစ်စေချင်ဘူးနော်စားတိုင်းဖြစ်သွားတာကဘာလဲအဲ့ဒါမနာခံခြင်းပါပဲမနာနောက်လှည့်မကြည့်နဲ့နော်အဲ့တော့ဒီဟာနှုတ်ကပတ်တော်တွေကရှိရရတယ်ပါနော်အခုကျွန်တော်တို့ကျမ်းပိုက်တွေဖတ်အောင်နော်ရှင်းအောင်ခရစ်ဝင်14အပိုင်းငယ်23နဲ့24နော်ယေရှုကလည်းငါ့ကိုချစ်တော်သူသည်ငါစကားကိုနားထောင်လိုက်မည်ငါခမဲတော်သည်ထိုသူကိုချစ်တော်မူမည်ငါတို့သည်လည်းသူစီသို့ကြွ၍နေရာချမည်ငါ့ကိုမချစ်တော်သူသည်ငါစကားကိုနားမထောင်သင်တို့ကြားသောစကားသည်ငါစကားမဟုတ်ငါ့ကိုဆေလွတ်တော်မူသောခမဲတော်၏စကားတော်ဖြစ်တဲ့နော်အဲ့လိုပြောတယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့ဒီစောက်ကြီးရကိုတကယ်တော့ဘာဖြစ်လဲမေတ္တာစာကြီးပါပဲမေတ္တာစာပဲဘုရားရဲ့မေတ္တာကိုနားလည်ခြင်းအဲ့ဒါကိုဖတ်မဖတ်ဘဲနဲ့ဘုရားသခင်ကနော်ဘာဖြစ်နေကြဖြစ်လဲဘာဘုရားကိုဘာမှတော့မပြောနဲ့နော်ဖတ်ကြည့်အောင်ဖတ်ရင်ကောင်းသောပေါက်သွားလိမ့်မယ်နော်ပေါက်သွားလိမ့်မယ်တယောက်ဆိုဘယ်တော့လဲယောမဩရစာလေးဖတ်တာတော့မှအခောက်1000လောက်ပြန်ဖတ်ချင်တာနော်အရင်တော့ကိုစစ်နိုင်ဆိုရင်ယောမဩရစာဘာလို့မှလဲဝါစာပြစ်ချင်တာဟာမိုက်တယ်နော်မိုက်တယ်ဝါစာပြစ်မယ်ဆိုသူဘာပြောချင်တာလဲအေးကြည်ညက်နေအောင်တော့ဘိုင်ဟက်ကိုသူချက်ဖို့လှုပ်သေးတာအခန်း3ခန်းလား4ခန်းလားသူရသွားပြီနော်အခန်းလိုက်ကိုချက်တာနော်တစ်ခုလုံးကိုသူကဘာဖြစ်လဲလှုပ်ဖို့ဘယ်တယောက်စိတ်ကူးချင်နော်ဒါအောင်မြင်ပြေးထားလိုက်ရနော်အဲ့ဒီလောက်ထိစိတ်အားကြီးခဲ့တာရှိခဲ့တာကိုဘဝမှာစဉ်းစားကြည့်နော်နှုတ်ကပတော်နဲ့ပတ်သက်ပြီးတော့ကျမ်းစာမှာဖတ်ရရင်ငါမနေနိုင်ဘူးသင်္นานတွေမှာတော့လှုပ်တယ်နော်အဲ့ကျမ်းမိုက်မရရင်ထမင်းမစားရဘူးဆိုထမင်းစားခြင်းလို့အဖြစ်လေကြက်ကြပါတယ်အဲ့တော့သင်္นานတစ်ခုပြီးသွားရင်အကျမ်းပိုက်ပေါင်း100ရရင်လည်းရမှာပေါ့နော်
တင်တန်းကမောင်းရင်မောင်းတယ်လို့ရတာပေါ့နော်ကျွန်တော်ပြောပြီးပဲတခါနော်မျက်စိမမြင်တဲ့သူတွေကိုမျက်စိဟုတ်တယ်မျက်စိမမြင်တဲ့သူတွေကိုတင်တဲ့သင်ခန်းစာကိုအမေရိကလာပေးတာနော်လာပေးတဲ့အခါကျတော့ခင်ဗျားတို့အားလုံးဟာဘာဖြစ်လဲမျက်စိမမြင်ဘူးလို့ကိုခံယူတော့တဲ့အဲ့တော့ကျန်းစာအုပ်တွေရှိမယ်လို့ကျွန်တော်လှန်ခွင့်ရှိလားမရှိဘူးတယောက်ကလှမ်းကြည့်တယ်ကျန်းစာအုပ်နော်ကြက်ခိုင်းတယ်မကြတော့ခင်ဗျားမျက်စိမမြင်ဘူးလေတဲ့မမြင်ဘူးလေဆိုတော့ဖြစ်သွားလေကျင်းစီအားကုန်တော့အဲ့ဒါအကုန်ပိတ်ပြီးတော့လေရှေ့ကနေကျွန်တော်ကလည်းရွတ်ပေးရတာပေါ့နော်အလွတ်ပဲရွတ်ရတယ်သူတို့လည်းနောက်ကလိုက်ရွတ်တယ်အဲ့တပတ်တော့တင်နှမ်းမှာကျမ်းပိုက်ပေါ်60လောက်ရတယ်အဲ့ဒီမှာဘာတွေးလိုက်လဲဆိုတော့တကယ်လို့ရင်ဖြစ်ကိုဖြစ်တယ်ဗျဟာကျမညာမကောင်းပါဘူးလို့နော်ဘာဖြစ်တယ်ညာပဲဘာမှပြောနေအစင်ချပေးမနေနဲ့တကယ်ကိုဖြစ်ခဲ့တာတကယ်လုပ်ခဲ့တာလားတကယ်တင်တယ်နော်ကျွန်တော်လည်းရတယ်အောက်ကလူတွေလည်းရတယ်ဘာလို့အားလုံးမျက်စိမမြင်ဘူးအဲ့ဒါနားပဲစောင်းနေရတာလိုက်ဆိုထက်ကလိုက်ဆိုရင်တော့ဖြစ်သွားလေရတယ်ဗျာအဲ့ဒီနေ့ရောနော်ကျွန်တော်တခုလို့စလိုက်ရင်ကျွန်တော်ဘယ်လောက်ထိနော်လုံနိုင်သလဲအဲ့တော့ပြောထားတယ်ဗျာနော်ချစ်ချင်းနဲ့ပတ်သက်တဲ့ကျမ်းပိုက်တွေရှိပါတယ်ချစ်ချင်းနဲ့ပတ်သက်တဲ့ကျမ်းပိုက်တွေရှိတယ်မေတ္တာဆိုတကယ်အရေးကြီးတာပါယခုတွေနဲ့ပါတယ်လေယုံကြည်ခြင်းချစ်ချင်းမျှော်လင့်ခြင်းဤသုံးပါးတည်လျက်ရှိတဲ့ဒီနဲ့ချစ်ချင်းမေတ္တာဒီအမျက်ဆုံးလို့ပြောတာအမျက်ဆုံးလို့ပြောတာမေတ္တာမရှိလေတဲ့ကောင်းကင်တမန်ဘာသာစကားကိုပဲပြောနော်နောက်ပြီးတော့ဘာဖြစ်လဲကိုမီးရှို့ပြီးတော့မှပဲပူဇော်ရင်ပူဇော်မေတ္တာမရှိငါနိုင်အကျိုးမရှိ you gain nothing လို့ပြောတာမေတ္တာမရှိအကျိုးမရှိဘူးငါနိုင်အကျိုးမရှိတယ်အဲ့လိုပြောတာအဲကြောင့်ကျွန်တော်တို့တစ်ခါလုံနေရင်းနဲ့နော်စူးစမ်းပြီးကျွန်တော်လုပ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်သွားတယ်လဲမေတ္တာညော့သွားတဲ့ခြေတွေရှိတယ်မေတ္တာဆိုတော့ဗာလဲစိတ်ရှိတာလေသီးခံတာလေအဲ့ဒီစိတ်ရှိမှုတွေသီးခံမှုတွေပျောက်သွားတာရောတော့မဟုတ်ဘူးပျောက်သွားတာနော်ပျောက်တဲ့ခြေတွေရှိတယ်တအားစိတ်ပြတ်တဲ့ခြေမှာစိတ်ပြတ်သွားတယ်ဆိုသိတယ်နော်စိတ်ပြတ်တယ်ဆိုတာ fed up နော်အဲ့ဒီအချိန်မှာဖြစ်သွားလေအဲ့ဒီအချိန်မှာစိတ်ကိုကုန်သွားတာအဲ့ဒီကဆက်တော့မလုပ်ချင်တော့အဲ့ဒီအကြောင်းလေကြားတော့မကြားချင်ဘူးအဲ့ဒီအချိန်တွေရှိတယ်ပြန်ပြီးစမ်းစစ်ရတော့ဟာမဟုတ်သေးပါဘူးနော်မဟုတ်သေးပါဘူးခရစ်တော်၌ရှိတဲ့စိတ်တော်ငါတို့ရှိရမယ်ပြောနေတာနော်မဟုတ်သေးပါဘူးဘာဖြစ်လဲကိုယ်စီမှာတော့မရှိတော့သေးကြပြီဒါဆိုတော့ဘာလုပ်ရတော့မလဲကိုတော့ဒါကြောင့်မို့ကျမ်းစာမှာရှီယွန်ခရစ်ခိုင်းစင်ကမှာသင်တို့ဒီငါ၏မြတ်တန်၌တည်နေကြလောတဲ့အဲ့ဒါငါ၏မြတ်တန်၌တည်ဆိုဘယ်သူမြတ်တန်မှာလဲခရစ်တော်ရဲ့မြတ်တာကိုတည်မယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သွားရတော့လားဖခင်ကကိုယ့်ကိုဘယ်လောက်ထိချစ်တယ်လဲဘယ်လောက်ထိခွင့်လွှတ်တယ်လဲနော်ဘယ်လောက်ထိကိုယ့်အပေါ်မှာစိတ်ရှည်တယ်ဆိုတော့ပြန်သွားတာအိုးကြည်စမ်းဖခင်ငါ့ကိုဒီလောက်ထိစိတ်ရှည်ပြီးတော့ပြုပြနေတာအဲ့ဆိုတော့ဖြစ်သွားပြီလေသူပြောတာနော်မင်းတို့ခွင့်လွှတ်တဲ့အခါမှာ the way I forgive you လို့ပြောတာငါမင်းကိုခွင့်လွှတ်တယ်လို့မျိုးမင်းခွင့်လွှတ်မှာလေမင်းကိုငါချစ်တယ်လို့မျိုးချစ်ရမှာဆိုတော့ဟာကိုကျိုးနေပြီနော်ပြန်စဉ်းစားလိုက်တာလေပြန်စဉ်းစားတော့ဖခင်ရဲ့မေတ္တာအဲ့ဒီမှာကိုဆိုတရားရေးအဲ့ဒီအရာကကျွန်တော်တို့ကိုပြန်ပြီးတော့မလုပ်လဲပြန်ပြီးတော့မှတော့နှိုးဆော်တာအဲ့ဒီနှိုးဆော်ဖို့အတွက်ဘာလို့လဲဖခင်မေတ္တာလို့တာအဲ့ကြောင့်အဲ့မကြောင့်ငါစကား၌တည်နေကြလို့ပြောတဲ့တစ်ချိန်မှာငါမေတ္တာ၌လည်းတည်နေကြလို့ပြောတာအဲ့ဒါတော်တော်ရေးကြည့်တယ်နော်မင်းတို့ဟာတဲ့ငါ့ကိုချစ်တယ်လို့မပြောပါနဲ့ဦးနဲ့နော်ဖခင်ကိုကျွန်တော်တို့ချစ်တယ်မဟုတ်ပါဘူးတဲ့ဖခင်ကကျွန်တော်တို့ကိုအရင်ချစ်တာပါတဲ့နော်အဲ့ဒါလည်းဘယ်သူပဲရေးတာအဲ့ရှေးဟောပဲရေးတာနော်မေတ္တာစာတွေနော်ကျွန်တော်1ရော2ရော3ရောမှာတွားကြည့်လိုက်အဲ့မှာတွေးလိမ့်မယ်ချစ်ချင်းမေတ္တာမရှိလေငါ့ကိုမသိဘူးတဲ့ချစ်ချင်းမေတ္တာမရှိတဲ့သူနော်ဖခင်သားလည်းမဟုတ်ဘူးတဲ့အဲ့လိုပြောတယ်အဲ့တော့ချစ်ချင်းမေတ္တာကချစ်ချင်းမေတ္တာရှိတဲ့သူကပဲဗာလေဘုရားသခင်ရဲ့သားသမီးကျွန်တော်တို့ယုံကြည်ခြင်းအားဖြင့်ရတဲ့သားသမီးပဲသိတာဒါမှမဟုတ်အဲ့သားသမီးရဲ့မေတ္တာမရှိတဲ့ခါကျတော့နောက်ထပ် equation တစ်ခုတန်ချလိုက်တဲ့ခါမှာကျွန်တော်တို့ဘာဖြစ်သွားလဲအဲ့မှာကျွန်တော်တို့အားနေသွားပြီတကယ်တော့ကျွန်တော် equation အများကြီးရှိတယ်ဘုရားသားရဲ့ definition တွေအများကြီးရှိတယ်ချစ်ချင်းမေတ္တာမရှိလေဘုရားသခင်သားမဟုတ်ဘူးဘုရားသားမဟုတ်ဘူးဘ
ဘုရားသခင်သားသမီးပတ်သက်ပြီးယောမဩရစာမှာဆိုဘယ်လောက်ရေးထားဆိုယောမ8ထဲမှာပဲယောမ8ထဲမှာဖြစ်တယ်နော်သူကဘာပြောလဲဆိုတော့ကျွန်တော်တို့ထဲမှာဝိညာဉ်တော်ကိန်းဝေခြင်းခံတယ်ဟုတ်တယ်နော်တန်ရှင်သောဝိညာဉ်တော်တစိတ်ခတ်ခြင်းခံရတယ်အဲ့တော့ကျွန်တော်တို့ထဲမှာတန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့ဘာလုပ်လဲဆုံးမတယ်တွင်တင်တယ်လို့ပြောတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့ဆုံးမတွင်တင်ခြင်းကိုဟုတ်တယ်မခံရတဲ့ဝိညာဉ်သုံးတင်ခြင်းကိုမခံရတဲ့သူကတဲ့ဘုရားသားမဟုတ်ဘူးတဲ့အဲ့လိုပြန်သွားတာဒါဆိုတဲ့ဘုရားသားမှန်ရင်ကျွန်တော်တို့မေးစရာအကြောင်းရှိပြီခင်ဗျာကျွန်တော်တို့တွေအားလုံးကနော်ဘသူကပြည့်စုံလို့မပြည့်စုံကြဘူးလေမပြည့်စုံတဲ့အခါမှာဆုံးမခြင်းခံရတာလားဘုရားရဲ့လမ်းပြခြင်းတွင်တင်ခြင်းအခုရှိနေသလားမေးတဲ့အခါမှာကျွန်တော်ဘာဖြစ်လဲလုံးဝထင်ရှားနေမှာဟာရှိတယ်ဘုရားကကိုယ်ဘလို့လမ်းပြတာဘုရားကိုယ်ဘလို့ဆုံးမတာနော်အဲ့ဒီစိတ်တက်လေးကြောင့်အဲ့ဒီအပျော်လေးကြောင့်အဲ့ဒီလိုနေလိုက်ပြီလို့ဘုရားကဒီလိုဆုံးမဒါမှမဟုတ်ဘုရားမြတ်တော်ရှင်ဆိုဘာဖြစ်လဲပြန်ပြီးတော့တွင်တင်ပြီးတော့လမ်းပြပြီးတော့အခုလမ်းမှမပြောင်းနေတယ်အဲ့ဒီဟာကကျွန်တော်တို့မှာရှိကိုရှိရမယ်ဘယ်သူတွေမှာရှိမှလဲတန်ရှင်သောဝိညာဉ်တော်တစိတ်ခတ်ခြင်းကဝိညာဉ်တော်ရတဲ့သူတွေအလိုအဲ့ဒါရှိကိုရှိရမယ်အဲ့ဒီလည်းမဟုတ်ဘဲနဲ့အေးစစ်စစ်ဘာမှမဖြစ်ပါဘူးဆိုတဲ့လူတွေကတော့သိကြတယ်အဲ့ဒါချောတဲ့အရာမှာရောက်နေပြီချောတဲ့ရက်ဆိုသိရနော်တခါလဲချောဟုတ်တယ်တူပဲနော်ဆက်သွားဖို့ရှိတော့တယ်ပျက်စီးဖို့ဖြစ်မယ်ဒါတွေကပြန်ပြီးသုံးသပ်စရာကောင်းပါလေနော်အဲ့ဒါကျမ်းစာထဲမှာပါတဲ့ဟာတွေကျွန်တော်တခြားဟာတွေပြောနေမှာမဟုတ်နော်တချို့ကတစ်ခုတည်းပဲပြောနေတာကျမ်းစာတွေကတစ်ခုတည်းပဲပြောရင်အဲ့ဒါမဟုတ်သေးဘူးနော်ကျွန်တော်အကုန်ပြောရမယ်အကုန်ပြောမယ်ကျမ်းစာထဲမှာပါတဲ့ဟာအိမ်ငယ်ဒီခေါ်ဖို့ဖြစ်တယ်လို့တစ်ချိန်တည်းပဲဖြစ်ပါလဲရှိတယ်လေအဲ့သူပြောတဲ့ပြည့်ညက်တွေကိုကျွန်တော်ပြောသလားဒီနေ့အဲ့ဒါတွေမပြောတဲ့အခါကျတော့တစ်ဖက်ဆောင်းနေနေဖြစ်နေကြတယ်တွားတာတွေနော်တစ်ဖက်ဆောင်းနေတယ် balance မဖြစ်ဘူးဖြစ်နေတာနော်ဆောင်းငန်းကြီးတွေဖြစ်နေတာအတင်းတော်တွေနော်ယုံကြည်သူတွေအသက်တာမှာအဲ့တော့အဲ့လိုမဖြစ်ရလေအောင်ဒီနေ့ပြန်ပြီးတော့ဗာလဲ balance လုပ်အောင်နော်ကျွန်တော်အသက်တာထဲမှာဒီနေ့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့မှကိုဘယ်လောက်အားနည်းသလဲဆိုတာကိုနားလည်ပြီးတော့မှကျွန်တော်သွားရအောင်အဲ့တော့ဖခင်ကိုချစ်ချင်းနဲ့ပတ်သက်တာလေးပဲကျွန်တော်အခုပြောသေးတယ်ကျွန်တော်တို့ချင်းချင်းချစ်ဖို့လည်းမပြောဘူးလားပြောတယ်အဲ့ဒီတပည့်တော်ဖြစ်ချင်းနဲ့ဆိုင်ပြီးတော့အင်မတန်ထင်ရှားတဲ့ကျမ်းပိုက်လေးရှိတယ်ဘာပြောလဲသင်တို့ဒီအချင်းချင်းချစ်ကြလေထိုမြတ်တာကိုထောက်ရတဲ့လူတွေကပဲပြောတယ်မင်းတို့ဟာငါတပည့်ဖြစ်တယ်ဆိုတာကိုသိမယ်တဲ့ကဲကိုတပည့်လို့နော်ငါတို့ခရစ်တော်ရဲ့တပည့်ဆိုတဲ့သူတွေနော်ဒီခရစ်တော်ရဲ့တပည့်တော့အချင်းချင်းမဖြစ်ရမှာလဲချစ်ကိုချစ်ရမှာအဲ့ဒါက not option ပေါ့နော်ခင်ဗျရွေးချယ်စရာကိုမရှိတာအဲ့တော့ချစ်ကိုချစ်ရမယ်ဆိုတဲ့ဟာကြီးနဲ့ချစ်ရမှာလို့ပြောတယ်ငါစိတ်ညစ်လိုက်တာအော်ချစ်ချင်းမြတ်တာအဲ့ဒါလုံးဝမရှိဘူးနော်ချစ်ချင်းမြတ်တာရဲ့ definition မှာချစ်လို့ချစ်တာပဲရှိတယ်ချစ်လို့ချစ်တာပဲရှိတယ်ဘာကြောင့်ဆိုတာမရှိဘူးဘာလို့ချစ်တာလဲဟာချစ်တာပဲလေချစ်တာပဲမသိဘူးလာမမေးနေတာလေနော်ချစ်တာပဲဒါမှမဟုတ်ကျွန်တော်တို့ဘုရားကိုချစ်တာတော့ကျွန်တော်တို့မှာအကြောင်းပြချက်တစ်ခုတော့ခိုင်ခိုင်လုံရှိပါတယ်ဘာဖြစ်လို့လဲဟုတ်တယ်ဘုရားကကျွန်တော်တို့ကိုချစ်တယ်ဆိုတာကတအားထင်ရှားခဲ့တယ်နော်ငါမင်းကိုအလောက်တောင်ချစ်တာလို့လက်ဝါးနှစ်ဖက်ကိုဆက်ပြီးတော့နော်ပြောတာဒီမဲ့နော်ငယ်တော့ပြောဘူးတယ်မဟုတ်လားဘယ်လောက်ချစ်တယ်လဲလို့မေးမှာဖြစ်လဲအဲ့လောက်ကြီးချစ်တယ်ဆိုတာလက်တစ်ဖက်ကိုဆန့်ပြီးတော့လက်ဝါးအဲ့ဒါကားလိုက်မှာပြခဲ့တဲ့တက်တည်နော်အဲ့ကြောင့်မို့ထင်ရှားစွာပြဆိုတာပဲအဲ့လောက်ကြီးကိုချစ်တာဆန့်လို့ရဆက်ဆက်နေသေးတယ်နော်ကုန်ပြီလေဆက်တော့ကျိုးဖို့ပဲကျွန်တော်လက်ကအဲ့လိုသွားတာနော်ဒါဆိုကျွန်တော်တို့ပြန်ပြီးတော့မှစဉ်းကျင်စရာရှိတယ်သုံးသပ်စရာရှိပါတယ်တခါကျဘုရားကစစ်ဆေးတယ်နော်စစ်ဆေးခင်ဗျားတို့စစ်ဆေးခံလားမသိဘူးတမန်တော်ကြီး sorry တမန်တော်ကြီးဒီဟောပေါ့ကျွန်တော်တို့ရဲ့အာဗြဟံကြီးနော်ယုံကြည်ခြင်းကိုဖခင်ကြီးပေါ့ဗျာနော်အာဗြဟံကိုစစ်ဆေးမခံဘူးလားစစ်ဆေးခံတယ်သူစစ်ဆေးခံတဲ့အချိန်က तू ကဘသူ့ကိုတအားချစ်နေတဲ့အချိန်လေဣဇက်ကိုနော်သူအသက်တရားမှရတဲ့သားဣဇက်ကိုတအားချစ်နေတဲ့အချိန်အဲ့ဒါကိုဘုရားသခင်ကလေကျမ်းစာထဲမှတ်တမ်းတင်နေဗျအဲ့လိုပဲသိလား22မှာသိလားကဘာဦး22မှာထို့နောက်မှာဘုရားသခင်ဒီအာဗြဟံကိုဒါ1နဲ့2မှာပေါ့နော်စုံစမ်းခြင်းငါတဲ့နော်အဲ့ဒီကြီးစုံစမ်းခြင်းငါတဲ့အာဗြဟံကိုခေါ်ရမူလေအာဗြဟံကအကျွန်ုပ်ရှိပါယူရှောက်လင်သင်သည်တဲ့အလွန်ချစ်တော်တယောက်ထီးတော်သားဣဇက်ကိုယူ၍တဲ့မောဘပြည်သို့သွားလို့ငါပြလက်တန်တော်တောင်းပေါ်မှာသူ့ကိုမိရှို့ရာရစ်ပူဇော်လို့ဟုမိန်တော်မူတယ်တဲ့နော်စုံစမ်းတယ်လို့ပြောပါတယ်စုံစမ်းတယ်လို့ပြောပါတယ်ဒါမလို့ဒါကတော့ကျွန်တော်ကျမ်းစာထဲမှာစုံစမ်းတယ်ရှင်ဟိုကအာဗြဟံသိလားသူ့ကိုစုံစမ်းတယ်လို့ तू ကတော့မသိပါဘူး तू ကတော့စုံစမ်းတယ်လို့မသိပါဘူးစုံစမ်းတယ်လို့သိရင်တော့ကိုယ်သိထိုင်တော့ဖြစ်လေမင်းကိုစုံစမ်းမှတော့အဲ့လိုမျိုး
အခုခရိယာနဲ့ကြိုတင်မသိဘူးလားသိတယ်အခုခရိယာနဲ့ကြိုတင်သိတယ်မင်းယုံကြည်သူဖြစ်လာပြီဆိုတော့ဘာလို့တော့မလဲမင်းစုံစမ်းကြမင်းယုံကြည်ခြင်းကိုတော့စစ်ဆေးတော့မှာမင်းကိုစိတ်ပြအောင်လုပ်တော့မှာမျိုးမျိုးလာမှာမင်းစိတ်မပြတ်မိစေနဲ့နော်မဲကွာဖြစ်လေကြိုတင်သိနေတာအကျမ်းစာတွေကဟာဘူးအဲ့ဒီအာဗြဟံကြီးကတော့မသိရှာဘူးကြိုတင်မသိဘဲနဲ့အစုံစမ်းခံရတာဒါပေမဲ့လို့ तू အောင်မြင်သွားလားမအောင်မြင်ဘူးလားအောင်မြင်တယ်ဖေနော်အဲ့ဒီဟာကိုအဲ့အခိုင်20မှာပဲနော်ဘာပြောလဲဆိုတော့အပိုက်ငယ်7မှာနော်ထိုလူလင်ကိုမထိမခိုက်နဲ့တဲ့အလင်းမပြုတ်နဲ့တင်သည်ဖျားသခင်ကိုကြောက်ရွံ့သည်ကိုယခုငါသိ၏တဲ့အကြောင်းမူကားတင်ဤသားတင်၌တယောက်ထီသောသားကိုငါတောင်း၍တင်သည်ငါ့ကိုမငင်းဟုမိန်တော်မူတယ်တဲ့နော်ဟာအဲ့မဲ့ proof လုပ်လိုက်ပြီနော် तू ချစ်တဲ့အကြောင်းဖျားသခင်စကားကိုပို့ပြီးတော့ဖြစ်လေနားထောင်တယ်ဒါဆိုရင်ချစ်တဲ့သူကဘာဖြစ်လဲနားထောင်တယ်ချစ်တဲ့သူကနားထောင်တယ်အဲ့ဒါတအားထင်ရှားတယ်ခက်ချစ်လောက်တယ်ချစ်တဲ့သူဘုရားသခင်စကားကိုနားထောင်သလားဘုရားကဒီဆိုဟိုခုနော်ဒီနေ့လာပါဆိုရင်မအားသေးဘူးပေါ့နော်အဲ့ဒါတော့မရဘူးနော်အဲ့ဒါတော့မရဘူးနားထောင်ပါမယ်ကျွန်တော်ပြောဘူးတဲ့တခါနားထောင်တယ်ဆိုတာကအခုလို့မရဘူးအခုလို့ဖို့ပဲနော်တစ်ပတ်လောက်ရွှေပြီးမှလုံးပါမယ်မလုံးနဲ့အဲ့ဒီအချိန်ရွှေ့ဆိုင်ညံပါလေနားမထောင်ခြင်းပဲအဲ့ဒါနားမထောင်ခြင်းပဲအခုလုပ်ပါဆိုရင်အခုလုပ်လိုက်ပါအခုလာခဲ့ဆိုရင်အခုလာခဲ့မအားသေးဘူးဆိုတော့အကုန်လုံးချထားလိုက်နော်ချထားလိုက်ဟာချထားရင်ပဲပြတ်တာဖြစ်မဖြစ်ပါဘူးခင်ဗျားခေါ်တဲ့ဆိုဘာလို့လဲဖះအဲ့ဒီခင်ဗျားချထားခဲ့တဲ့အားလုံးဘယ်သူတောင်းကြီးမှလဲတောင်းယူမဲ့သူတရားလို့ထားပြခင်ဗျားခေါ်တဲ့ကံမှာအဲ့နေရာကိုစားထုတ်တရားကိုလုပ်ထားပြီဘာမှမဘူးနဲ့နော်ငါမရှိရင်ဒုက္ခရောက်သွားမှာပေါ့ငါမရှိလို့မဖြစ်ဘူးအဲ့ဒါကြီးဖြစ်နေတာနော်အဲ့တော့နောက်ပြန်ချုပ်ကြည့်နေတာတော့ဘုရားသခင်ကိုတကယ်ချစ်လားဒီနေ့ယူသက်သက်ဖြည့်သွားကြတယ်ကျေးဇူးတင်ပါတယ်အဲ့လိုမဖြည့်ဘဲနဲ့ကျွန်တော်ဖြည့်တဲ့ရတော့ချစ်တယ်ကိုတော့တကယ်ချစ်တယ်ပင်ကားတွေတည်ရဲသလားသူတည်ရဲတယ်လူနော်တည်ရဲတယ်လူရှင်ရဲတယ်လူလိုက်ရှာတာသူ့အတွက်အသက်ရှင်ရတဲ့သူတွေသူ့အတွက်အသေးခံရတဲ့သူလိုက်ရှာနေတာနော်အဲ့ဒါအမြင့်ဆုံးပဲအဲ့ဒါတော့အမြင့်ဆုံးလိုက်ရှာတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အခုတစ်ခုသွားရမယ်ဆိုရင်တော့ commando ဆိုရှိတယ်စစ်တပ်ထဲမှာတော့ commando ဆိုတာနော်အဲ့ commando ဆိုတဲ့တည်ရဲတယ်တက်ရဲနော်တည်လဲတည်ရဲတယ်တက်လဲတက်ရဲတယ်အဲ့ဒါကိုတိန်းတော့မယ်ဆိုအဲ့ဒါအဲ့ commando ကိုရွေးတာနော် commando ဆိုတဲ့ဟာတကယ် speed ကအပြင်းယူဒန်နဲ့လူတွေမဟုတ်ဘူးဆိုကျွန်တော်ဒီတိုင်းပဲကျွန်တော်လည်းဘာဖြစ်လဲတကယ်နော် warrior ပေါ့ဗျာနော်ဆူတောင်းတယ်ဆိုလဲ prayer warrior ဖြစ်ရမယ်နော်တကယ်ကျွန်တော်အလုပ်ရဲဆိုလဲတကယ် warrior တွေနေရာမှာကျွန်တော်တို့သွားဖို့ရည်ကြည်တယ်အဲ့တော့ကိုတိုင်းအဲ့ဒီလိုဖြစ်ဖို့ကျွန်တော်စက္ကပ်ရအောင်နော်အဲ့ဒါကဘုရားသခင်ကိုချစ်ချင်းနဲ့ဆိုင်နေပါဖြစ်လေကျွန်တော်တို့ရဲ့စက္ကပ်ခြင်းဖြစ်တယ်အဲ့တော့တပည့်တော်အဖြစ်ကိုကျွန်တော်လှမ်းကြတဲ့အခါမှာချစ်ချင်းမြတ်တာသည်နားထောင်ခြင်းပဲနော်ဘုရားသခင်ပြည့်ညတ်တော်တွေနော်ပြီးထားတယ်အများကြီးရှိတယ်တခုတည်းပဲမတော်ကျေးဇူးတော်ပဲဘာမှကိုမလုပ်ဘူးကျေးဇူးတော်ပဲဆိုတော့ဒါမှမဟုတ်ယုံကြည်ခြင်းနောက်မှာတည်ဆောက်မယ်ရတယ်မရှိဘူးလားရှိတယ်လေယုံကြည်ခြင်းပြီးတော့ဘာဖြစ်လဲဟေးယုံကြည်ခြင်းပြီးတော့ယုံကြည်ခြင်း၌ပညာဟုတ်လားတီလာယုံကြည်ခြင်း၌တီလာ၌ပညာထပ်စစ်မတော်မှမရှိဘူးလားရှိတယ်60လား80လားနော်ရှိတယ်နောက်ဆုံးမှချစ်ချင်းမြတ်တာနော်ဘာလို့လဲစုံလင်ခြင်းလို့ပြောတာချစ်ချင်းမြတ်တာပဲလေစုံလင်ခြင်းအဲ့ဒီအထစ်ကိုကျွန်တော်သွားမှာတခုခုသွားမှာတီလာလို့ပြောတဲ့ကမှာအဲ့ဒါအကျင့်ပါသွားပြီယုံကြည်ခြင်းပါသည်အကျင့်ပါသွားတီလာအကျင့်မယ်နော်တီလာလို့ပြောတဲ့ခါမှာဒုတီလာလို့သူတီလာလို့ကြားဘူးလားဘာလဲဒုတီလာဟုတ်တယ်မကောင်းတဲ့အကျင့်နော်တီလာဆိုတာအကျင့်ပဲနော်သူတီလာဆိုတာကောင်းတဲ့အကျင့်ကိုပြောတာနော်အဲ့တော့ကျွန်တော်တို့ကောင်းသောအကျင့်အမျိုးမျိုးကိုဘာလို့မလဲလောက်ရမယ်လို့ပြောတယ်အမျိုးမျိုးလို့ပြောထားတာနော်အများကြီးပဲဆိုတော့ဒီအရာတွေကကျွန်တော်မဖြစ်မလဲလှုပ်ဆောင်မဲ့အရာတွေဆိုတော့ဒီနေ့ချစ်ချင်းမြတ်တာနဲ့ဆိုင်ပြီဆိုရင်ရှစ်ပြီးဘာလဲဆက်ပြီးတော့ရှောက်ရမယ့်အရာတွေအများကြီးရှိသေးတယ်ကျွန်တော်တို့ကိုယ့်ကိုညှင်းပယ်ဖို့တွေလိုတယ်ကိုယ့်ကိုမညှင်းပယ်နိုင်သေးဘူးเนาะကျွန်တော်တို့မေတ္တာက very limited ပေါ့เนาะဖြစ်တယ်ဆိုရင်တခါကိုယ်ကပတ်စံတိတ်မသုံးခြင်းလို့ဖုန်းကိုဘာဖြစ်တယ် unlimited မဟုတ်ဘူး limited เนาะကျွန်တော်ဖုန်းဆိုရင်1000 မလာပဲကြတယ်เนาะဒါမှမဟုတ် very limited ဖြစ်တယ်လေเนาะလမ်းပေါ်ရောက်ရင်
ကျွန်တော်ကငါယုံမှနေတာပဲယုံမှဆိုဖိုင်မှရတယ်အိမ်မှာဆိုလည်းငါဝိုင်မှရတယ်ဘာပြဿနာမရှိဘူးငါလမ်းပေါ်မှာသွားတာတိတ်မရှိဘူးဆိုတော့အပြစ်လည်းလုပ်တယ်ဒါမှမဟုတ်လမ်းပေါ်ရောက်တဲ့ခါကျမှဖြစ်သွားရင်လေအဲ့မဲ့တိုင်ပတ်တယ်နော်လမ်းပေါ်ရောက်ရင်ဖုန်းမရှိသလိုပဲဒါဖုန်းတော့ဆက်လို့တော့ရပါတယ်နော်ဘာပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ရဲ့မေတ္တာကဘာပဲဖြစ်ရမှာလဲ unlimited ပဲဖြစ်ရမှာ unlimited အဲ့ဒီဟာပဲဖြစ်လူလေမဟုတ်ဘူးခင်ဗျဖျားသားနော်အေးလူတော့လူပဲဘာဖြစ်လဲဖျားသားဝိညာဉ်တော်နဲ့ဝေးတဲ့သားခင်ဗျထဲမှာဝိညာဉ်တော်ရှိတယ်နော်ခင်ဗျရဲ့ဝိညာဉ်တော်ကိုလည်းဘာဖြစ်လဲဝိညာဉ်ကိုလည်းဖြည့်ပေးဖို့ तू ကရှိနေတယ်ဖြည့်ပေးဖို့လည်းရှိနေတယ် तू ကဖြည့်တာမှ तू ဖြစ်မှာလဲပြည့်ရှံတယ်ကိုဖြည့်မှာကျွန်တော်တို့ပြည့်ရှံတယ်လို့ပြောရင်ဘာပဲကျွန်တော်မျှော်တာလဲကောင်းကြီးပဲမျှော်တာအပြည့်လေးရှံလေးတိတ်လေးဆိုတာတကယ်ပြည့်ရှံလေးတိတ်လေးပေးနေတာကဘာလဲသူ့ရဲ့ဝိညာဉ်ကို तू ကလောင်းကျင်တာသူ့ဝိညာဉ်ကို तू တွန်းလောင်းကျင်တာအဲ့ဒီဝိညာဉ်နဲ့ပြည့်လာတဲ့ခါကျရင်ခမရဒီနေ့ဆွဲလန်းနေတဲ့အရာတွေဘာဖြစ်သွားလဲအဲ့မပြောင်းသွားတော့တာနော်ခမရလောကရဆွဲကိုမဆွဲလန်းတော့တာဆွဲကိုမဆွဲလန်းတော့ဆွဲလန်းဘာလို့ပြောလဲမဆွဲလန်းပါဘူးဗျာဘာကြောင့်လဲဆိုတော့ဘာနဲ့ပြည့်နေဟုတ်တယ်ဝိညာဉ်နဲ့ဆိုင်တဲ့သူကဝိညာဉ်နဲ့ဆိုင်တဲ့အတွေ့ပဲရှိတယ်သူ့ရဲ့ဆွဲလန်းရလဲဒါပဲရှိတယ်ဇာတိလူကတော့ဇာတိရပဲစဉ်းစားတယ်ဇာတိရပဲဆွဲလန်းတယ်တခြားစီပဲနော်အဲကြောင့်မို့မေတ္တာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဒီနေ့ကျွန်တော်တို့စဉ်းကျင်ပြီးတော့မှသုံးသပ်ရအောင်မေတ္တာတော်ရှင်ဖြစ်တဲ့ဘုရားသခင်ထံနော်သူ့စီမှာကျွန်တော်တို့မေတ္တာတွေအလုံးလုံးရှိပါတယ်တောင်းမှာကိုရောဖြစ်ပေးပါသမီးကိုဖြစ်ပေးတာကိုဖြစ်ပေးပါကိုရောကိုမချစ်နိုင်တဲ့သမီးရဲ့အသက်တာသားရဲ့အသက်တာဘာဖြစ်လဲစက္ကပ်ပါတယ်ကိုရောမေတ္တာနဲ့သမီးကိုဖြစ်ပေးပါသားကိုဖြစ်ပေးရဆိုတော့မှစက္ကပ်ရအောင်ကျွန်တော်တို့အကျွမ်းမဲ့ချစ်ကြရအောင်နော်ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့နာခံကြရအောင်နော်ဘုရားသခင်ရဲ့ကိုချစ်တဲ့စိတ်နဲ့ကိုညှင်းပယ်ပြီးနောက်တော့ကိုလိုက်ကြရအောင်ဆိုတော့ကိုအနေငယ်ဝင်ငှနှိုးဆော်ပါတယ်ရောက်တိုင်းမှာဖျက်ရှင်ကောင်းပေးပါစေ